video လောက်တဲ့ခါကျလို့ရှိရင် twin drop ကိုတချင်းနေပိုင်ရင်မလောက်ပါနဲ့တဲ့မလောက်စီချင်လေနင်တို့က copyright ဝယ်ပေးလိုက်ကြသေးလားနော်နိုင်ငံခြားတချင်းတွေလုပ်မယ်နိုင်ငံခြားတချင်းလုပ်ရင် copyright ညှိတယ်မြန်မာအဲ့ဒီဘာမှစောက်တင်မရှိတဲ့ကောင်မတွေတချင်းကိုယူတော့လုပ်ရင်ပဲငါတို့က copyright မမိတာအဲ့တော့ငါတို့ copyright မမိတဲ့ဟာကိုယူသုံးရတယ်သိလားဆိုတော့ကျွန်တော်တို့ကဒီစံရင်းနာနာဖို့ဗျာကျွန်တော်တို့ချင်းမှာအဲ့လိုပြောမှရမယ်မပြောရင်ပြဿနာရှိအခုတော့ကဒီအောက်ကုမ္ပဏီရာဆိုရှင်ဒီကအလုံးလုံးနေတဲ့လူမလို့သူ့မှာပြောခွင့်ရှိတယ်ဆိုဖြစ်တယ်ဒီအသိပညာကိုသိတဲ့လူကပြောခွင့်ရှိတယ်ကျွန်တော်ချက်ပြောရဲတော်လန်ဆိုတဲ့ဟာကိုကျွန်တော်သိမှာပါเนาะဆိုတော့ဒါအောက်ကုမ္ပဏီကနေပြီးတော့မှသူတို့ထုတ်လုပ်ပြီးတော့ဒီ apron တွေရောင်းရတယ်ပေါ့เนาะဒါချက်ပြောရဲတော်လန်ဆို apron ရောင်းပြီးတော့ဒီရဲဘော်တွေအတွက် support လုပ်တဲ့ဟာပေါ့เนาะအဲ့မှာသူက video လေးတစ်ပုဒ်ချက်ပြောရဲတော်လန်နဲ့ပတ်သက်လို့သူတင်ထားတာရှိဗျာအဲ့တင်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး boycott ကိုကျွန်တော်ပြောချင်တာဗျာဆိုတော့ boycott ကိစ္စတွေကကျွန်တော်တို့တိတိကျကျလုံးမရမယ်ပေါ့เนาะဆိုတော့သူပထမဆုံးပြောထားတာလေးကိုအရင်တစ်ချက်ကြည့်ပြီးတော့ဒီကိစ္စအကြောင်းရင်းကိုကျွန်တော်ဆက်ပြောပြမယ်ဗျာချက်ပြောရင်တော်လည်း apron ကြောညာတာတဲ့1 tino စီပါလို့တဲ့1 tino စီရတဲ့ wine ကောမဟုတ်လားတဲ့ဟဲ့ကောင်မကြီးငါတို့တော်ထဲမှာလေ1 tino စီပဲဝယ်လို့ရတာနော်ဒီလားနေတို့မြို့ထဲမှာနေပြီးတော့ရွေးချက်စရာအများကြီးရှိတယ်ဆိုလို့ရှိရင်တော့ရွေးချက်ပြီးတော့ဝယ်လို့ရတယ်ဆိုလို့ရှိရင်တမျိုးလေငါတို့တော်ထဲမှာရောင်းလို့ရတာရောင်းနေကြတာအခုလက်ရှိကလွယ်တာဆိုလို့ငါရိုက်ကူတွေထည့်ပို့ဆိုလို့ရှိရင်တော့1 t ပဲလွယ်တယ်လွယ်တော့1 t ပဲဝယ်တော့ရတယ်နော် promoting လုပ်ပေးနေတယ်မဟုတ်ကျေးဇူးရှင်နေနော်ဒီလားတကယ်ပဲနေတို့လေအဲ့အသေးစိတ်အစအဲ့ရေဘော်တယောက်ဆိုရင်လာဖွင့်မှုတယ်ကျမတို့လေဒီလားအဲ့ဒီဟာဆိုသူ့ကိုထောက်ပိုးတဲ့တယောက်သူတို့ဝုန်းနေလို့တဲ့ Vigo ခွန်ဝင်လာမသိသူက super coffee မြေတောက်နေကြလားတွေ့လို့ဝုန်းလာတယ်ဟဲ့ပတ်စပ်ရကြမရှိအောင်ရေဘော်တွေကိုပြောတာလေတော့ရေဘော်တွေရဲ့နေရာမှာကျဘာဝယ်လို့ရလဲဆိုလို့ရှင် super coffee တစ်မျိုးပဲဝယ်လို့ရကျန်တဲ့ coffee ဘာမှဝယ်တောက်လို့မရဘူးအဲ့လိုဆိုတော့ကျွန်တော်ပြောရှင်းနေပဲဟုတ်တယ်မလားသူတို့အဲ့ဒါပဲဝယ်တောက်မှာပေါ့ဘသူကအငတ်ခံမှာလဲတော်ထဲမှာနေပြီးတော့ဟုတ်တယ်မလားနေတို့မြို့တွေမှာနေပြီးတော့ယူဆက်စရာများနေဆိုရင်တမျိုးလေမြို့တွေမှာနေပြီးတော့ယူဆက်စရာတောက်စရာအများကြီးရှိနေတယ်လို့ရှိရင်တော့စစ်တပ်နဲ့လွတ်တဲ့ဟာကိုရှာဝယ်ပြီးတော့အားပေးပေါ့အဲ့ဒါဆိုတမျိုးပေါ့တော်ထဲမှာနေဒါပဲရှိရဒါပဲယူရမယ်ဒါပဲစားမယ်ဆိုလို့ရှိရင်မစားဘူးမနေဆိုတော့ငါတို့အငတ်ခံမှာလားဒီတိုင်းနေပြီးတော့ဟုတ်တယ်မလားအရန်နေနော်တိလားအရန်နေဇွတ်တွေဟိုကလုံးမနေနဲ့တိလားအခြေအနေနဲ့အချိတ်ခါကိုလည်းကြီးကြပါဦးပြောမယ်ဆိုလို့ရှိရင်တကယ်ပဲပြောတာပြီးလို့ရှိရင်လာသေးတယ်ဟိုတစ်ခေါက်လာဆိုလို့ရှိရင်ဗါလဲဆိုတော့ဟဲ့တဲ့ဗါလဲနမဲတက်ပြီးပြပန်းခွင့်မရှိဆိုတော့ငါဝုန်းလိုက်တာအဲ့ဒီဟာကိုနမဲတက်ပြီးပြပန်းခွင့်မရှိရတဲ့ဘီဆော့တချင်းဖြစ်လို့တဲ့ဘီဆော့ဆိုတာဘွိုင်းကောတဲ့မလုံနေတဲ့ဒါတော့ငါတချင်းပုတ်လိုက်တုတ်ရတာမဟုတ်ဟဲ့အဲ့ဒါလည်းကျေးဇူးရှင်ကတော့တယ်နော်အဲ့ဒီကျေးဇူးရှင်တွေကိုလည်းတရားဘလိတဲ့ကျေးဇူးရှင်တွေကတော့တယ်ဗါလဲဆိုတော့ဟိုဟာတဲ့ဟိုဒီတိုင်းပေါ့နော်စခါနဲ့ပတ်သက်တဲ့သူတွေရဲ့ဟိုဟာတချင်းလေးပါတွေမလုံနဲ့ background ဆောင်းမတင်နေတဲ့ဗီဒီယိုလောက်တဲ့ခါကျလို့ရှိရင် twin drop ကိုတချင်းလေးပါရင်မလုံပါနဲ့တဲ့မလောက်စီချင်လေနင်တို့က copyright ဝယ်ပေးလိုက်ကြသေးလားနော်နိုင်ငံခြားတချင်းတွေလုပ်မယ်နိုင်ငံခြားတချင်းလုပ်ရင် copyright ညှိတယ်မြန်မာအဲ့ဒီဘာမှစောက်တင်မရှိတဲ့ကောင်မတွေတချင်းကိုယူတော့လုပ်ရင်ပဲငါတို့က copyright မမိတာအဲ့တော့ငါတို့ copyright မမိတဲ့ဟာကိုယူသုံးရတယ်သိလားကောင်မတွေအဲ့တော့နင်တို့တွေကလေမမြင်ချင်မလားအရန်ဟောပြစ်နေမလားငါ့ကို copyright ဝယ်ပေးလိုက်အဲ့မှာစောက်ဆန်ကုတ်တယ်အဲ့တော့ငါနင်တို့စဉ်းစားကြည့်လေတော်ထဲမှာနေတဲ့ကောင်မအသုံးစိတ်ချွေတာပြီးတော့အဲ့ဒီဟာကိုအစင်ပြတဲ့တချင်းမလုပ်သင့်ဘူးလားပြောဟမ်အဲ့ဒီဈေးကြီးတဲ့ copyright တချင်းတွေဝယ်ပြီးတော့ငါလောက်ရမှာလားနင်တို့ပတ်စံနေနဲ့စဉ်းစားကြည့်နော်စဉ်းစားလဲပြောကြအောင်ဝိုင်းကောလုပ်မယ် SP လုပ်မယ်ဆိုလို့ရှိရင်လေသူ့ရှင်နဲ့သူ့စိတ်ခါနဲ့ဟုတ်တယ်မြို့တွေမှာနေတို့ကဝိုင်းကောရလွယ်မယ်တိုးထဲမှာနေတဲ့ငါတို့ကဝိုင်းကောရမလွယ်ဘူးအကုန်လုံးအသေးစိတ်အစနော်ဒီစိတ်မှာဆိုလို့ရှိရင်တကယ်တမ်းအစ်စ်မှနေတို့ဝိုင်းကောကျင်တယ်ဆိုလို့ရှိရင်လေမြန်မာနိုင်ငံမှာမနေနဲ့ထွက်သွားလိုက်ကြတော့မြို့တွေမှာနေတဲ့ကောင်မကြီးလေနော်နေတို့တောင်းနေတဲ့လက်စစ်မီလေမီတာကစောင်းရတယ်နေတို့သုံးတဲ့ဟာအသေးစိတ်အစနော် product တွေဆိုလို့ရှိရင်အခွန်ဆောင်ရတာတွေကြီးပဲစကားစကားနဲ့လွတ်တယ်ဆိုတာနဲတယ်ရှားတယ်နော်မရှိဘူးဒီချိန်မှာဆိုလို့ရှိရင်အရန်ပွိုင်းကော့ကျင်တယ်ဆိုလို့ရှိရင်ဘာမှမစားနဲ့မတောင်းနဲ့မနကနေပြီးတော့စူဆက်လိုက်ကြဟေးတယောက်သေးတာနော်အဲ့ဒီအသေးစိတ်အစအဲ့လိုမျိုးလှုပ်ချင်လှုပ်လို့မရဘူးလားဆိုရတယ်ဒါပေမဲ့တော်လန်ပြီးမှလှုပ်ရမှာတော်လန်ပြီးတော့မှစကားစားနဲ့ပေါင်သစ်ဆက်မှုအများဆုံး brand ကိုနေတော့ကသွားပြီးတော့မှဝိုင်းကော့ရမှာနော်အဲ့လိုပြီးရင်တော့ဒီဗီဒီယိုကျွန်တော်ပြီးမှဆက်ကြည့်မယ်နော်ဆိုတော့ဟိုဗီဒီယိုကြည့်တာလည်းရှေ့သွားတယ်ဗျာနည်းနည်းအာယုံစိုက်မှုကျွန်တော်ပြောချင်တာအပေါ်ရင်မရောက်မှာဆိုတော့ပြောချင်တာကဗျာသူ boycott နဲ့ပတ်သက်လို့သူပြောတဲ့ကိစ္စမှာကျွန်တော်တို့လည်း boycott နဲ့ပတ်သက်လို့စဉ်းစားချက်တွေအများကြီးပဲရှေ့မှာကျွန်တော်တို့မြန်မာဘောလုံးအသင်းနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောထားတာရှိတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပဲမရှင်းလင်းတဲ့ကိစ္စတွေဖြစ်နေတာတွေအများကြီးဆိုတော့ပြောမယ်ဆိုဗျာခုနတောထဲမှာနေတဲ့လူကဒီ 1T Nozi ကိုတုံးတဲ့ဟာဗီဒီယိုပါလာလို့ဆိုပြီးတော့ဝိုင်းပြောကြတာပေါ့နော်ဆိုတော့ 1T Nozi ကခုနကအမေရိကတို့နော်ဘန်ကောက်ချင်းမိုင်မဲဆောက်တို့နော်ဆိုတော့တခြားစင်ကာပူတို့အဲ့မှာမတုံးလို့ရတယ်နော်မတုံးလို့ရတယ်ဆိုတော့တောထဲမှာတော့ရတဲ့ဟာဝယ်လာရတာနော်တော်ထဲကနေဈေးသွားဝယ်ကြတယ်တို့ဟိုပစ္စည်းရောက်ဖို့ဆိုတာတော့ခက်တယ်ဆိုတော့ဒါကတော်ထဲကလူတွေအကန့်ပေါ့နော်ခုနကသူပြောတဲ့အထဲမှာကျွန်တော်တို့မီတာဆောင်ခြင်းမဆောင်ခြင်းဆိုတော့ဗျာပြောမှဆို CDM ကိစ္စတွေပါတွေကဆိုရှုပ်ထွေးတယ်ဆိုတော့ကျွန်တော်တို့ကဟို CDM ကိစ္စဆိုတော့ငါတို့ပြောမှာဗျာ
စီရီယံကိစ္စဆိုလို့ရှိရင်ကျွန်တော်တို့ကယုံနေကြောင်းနေအမတက်ကြတာယုံမသွားကြတာနော်ဒီအစိုးရရဲ့လောက်တဲ့အလုပ်တွေကိုကျွန်တော်စန့်ကျင်ကြတာဒါပေမဲ့အဲ့ဒါကအချိန်ကာတစ်ခုတည်းတော့ကျွန်တော်တို့ကောင်းတယ်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့နည်းနည်းကြက်တဲလာပြီခင်ဗျားတို့နိုင်အောင်မတိုက်နိုင်တဲ့ကာလပါဗျာခင်ဗျားတို့နိုင်အောင်မတိုက်နိုင်တဲ့အခြေအနေပေါ့အဲ့လိုအခြေအနေကိုရောက်လာတယ်နော်ဟိုကျွန်တော်မနိုင်ဘူးလို့ပြောတာမဟုတ်ဘူးနော်9နှစ်ရှိသွားပြီအဲ့လိုအချိန်ကာလမှာလူလူရဲ့ boycott ပေါ်မှာဘယ်လောက်ပါဝင်နိုင်လို့နှုံးဆိုတာဟိုတော့ CDM ပေါ်မှာပါဝင်နှုံးဆိုတဲ့ဟာတွေကိုခင်ဗျားတို့ပြန်ဆန်းစစ်ဖို့လိုတယ်အဲ့တော့ဟိုပြောရမယ်ဆိုလို့ CDM ဆိုလို့ရှိရင်ခင်ဗျားတို့လူလူခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကတရားရုံးမှာတရားရင်ဆိုင်တယ်ဆိုတော့ဒါကိုအကြောင်းပြချက်မပေးနေဗျာတဘောကအကြောင်းပြချက်ကလူတိုင်းပေးလို့ရတယ်ဆိုတော့တခြား NAM CDM ဖြစ်သွားတဲ့လူတွေနော်အဲ့ပြန်ပြီးတော့အလုပ်ဝင်သွားတဲ့လူတွေမှာလည်းအကြောင်းပြချက်ရှိတယ်ဒေါ်ဆန်းစုကြည်မှာလည်းသူ့မှာအကြောင်းပြချက်ရှိတယ်ဒေါ်ဆန်းစုကြည်ဒီတရားရင်ဆိုင်နေရတယ်တရားရုံးကိုသွားရတယ်ဆိုတော့အဲ့ဒါခင်ဗျာအဲ့သူတရားရုံးကိုသွားမှခင်ဗျားတို့မြင်ရမှာမဟုတ်လားခင်ဗျားတို့တွေ့ရမှာခင်ဗျားတို့ရဲ့သတင်းချက်လက်တွေကိုသူရမှာဒီသူ့ရဲ့ရှေ့နေတွေနဲ့သူတွေ့ရမှာဆိုတော့ဒါမျိုးဒါက CDM ကိစ္စနော် boycott ကိစ္စကျွန်တော်တို့ကအခုဟို page တစ်ခုရှိတယ်ဗျအဲ့ page တစ်ခုကနေပြီးတော့စွတ်ပြီးတော့အဲ့လိုစွတ်လော်နေရပါလဲဆိုတော့ဟို site တွေမစားဖို့ကိစ္စပွဲတွေမသွားဖို့ကိစ္စမဲဒီအဓိကပြောချင်တာတော့ဒီဟိုပါပေါ့နော်ထိုင်းနိုင်ငံမှာပေါ့ပြီးရင်ဂျပန်တို့ကိုရီးယားတို့အဲ့ဒီကိစ္စတွေဖြစ်လာရှင်မှာကျွန်တော်တို့ကမြန်မာကဗျာဟိုထိုင်းမှာလည်းရွေးချယ်စရာနည်းနည်းရှိမြန်မာသာစားဖို့ဆိုတော့တချို့မြန်မာတွေကခင်ဗျားနေကြည့်ခင်ဗျားသွားကြည့်မှသိမယ်ခင်ဗျားထမင်းလေးမှမစားရင်ကျွန်တော်တို့ကပြဿနာရှိတယ်နော်ငပိရေလေးမှမစားရင်လည်းပြဿနာရှိတယ်ကျွန်တော်တို့လူမျိုးတွေဒါကကျွန်တော်တို့ခင်ဗျာ2နှစ်အောင်ကြီးပေးဆိုအောင်ကြီးပေးတယ်3နှစ်အောင်ပြခုက9နှစ်လေဗျာဆိုတော့သူတို့တချို့ဟာတွေတော့သူတို့ညင်းလို့မရလို့သွားလိုက်ရတယ်စားလိုက်ရတဲ့ကိစ္စတွေရှိတယ်ဆိုတော့အဲ့ဒါတွေလည်းကျွန်တော်ကပြန်ဆန်းစစ်ဖို့လိုတယ်ပြီးတော့ဒါပေမဲ့တကယ်နိုင်ငံရေးကကြည့်မယ်ဆိုရင်ခင်ဗျားတို့ boycott တွေကပြန်ကျဲနေသူပြောတယ်ကတော့တော်လိုင်းရေးပြီးမှဒီဟာတွေကိုတခုခုဆက်ပြီးတော့ boycott ကိုကိစ္စတွေဆက်ပြီးစဉ်းစားကြမလားဆိုအဲ့ဒါလည်းစဉ်းစားစရာဒါပေမဲ့အခုပြောချင်တဲ့ဒီ boycott နဲ့ပတ်သက်တဲ့ကိစ္စတွေကြတော့ကျွန်တော်တို့ကဗျာအရင်ဖွာထွက်နေတာဟိုကလည်း boycott ဒီကလည်း boycott ခင်ဗျားတို့ TikTok အောင်မြင်လား TikTok ကို boycott ဘလို့မှမအောင်မြင်ဘူးခင်ဗျားတို့ TikTok တွေကိုသွားပြီးတော့ကျွန်တော်တို့ပြည်သူလူထုကိုစီးရုံးရတော့မှအခြေအနေဖြစ်နေပြီဆိုတော့ခင်ဗျားတို့ပြီးတော့ TikTok ကတရုတ်ကလုပ်တာဆိုတော့ခင်ဗျားတို့တရုတ်ကလုပ်တယ်ဆိုတော့ဘလို့သိကြတယ်ဆိုတော့ခင်ဗျားတို့ TikTok အခု Premier League ခင်ဗျားတို့အားပေးနေ Premier League ရဲ့ LED ဘုတ်တွေမှာ TikTok ကြော်ညာတယ်ဗျာအဲ့တော့ခင်ဗျားတို့ဘလို့ကြော်ပြီးတော့ခင်ဗျားတို့မြန်မာနိုင်ငံကတော်လိုင်းလုပ်သူတွေတီးတန်ကပဲဘလို့သွားပြီးတော့ boycott ပါလဲဟုတ်တယ်မလားအဲ့လိုရှိတယ်အဲ့လိုအခြေအနေရှိတယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟို personal attack ဖြစ်လာတယ် personal attack ကလူခွင့်ချိုးဖောက်ကြတဲ့ကိစ္စတွေပဲဖြစ်လာဆိုတော့သူတို့ရဲ့ဓာတ်ပုံတွေသူတို့ရဲ့ရုပ်ပုံတွေကိုဒီ social media မှာတင်ပြီးဒီလူတွေကို social punishment လုပ်ပါပြောတယ်ကျွန်တော်ပြောတာဗျာခုနကဟိုမင်း online သားသမီးတွေမင်း online နဲ့ပတ်သက်တဲ့လူတွေမင်း online ရဲ့ဒီကောင်တွေကျွန်တော်တို့ဟိုဒီဒေါ်လာရေးကိုပြည်သူလူထုကိုဒုက္ခပေးနေတဲ့ဓာတ်ရိုက်ဒုက္ခပေးနေတဲ့ကောင်တွေကိုကျွန်တော်တို့ပြောတယ်ဆိုရင်ပြဿနာမရှိဘူးဆိုတော့တွယ်ဝိုက်သောနီးနဲ့သူတို့နဲ့ဆက်ဆံနေတဲ့လူတယောက်ချင်းစီရှိုးပွဲသွားလို့ဆိုပြီးတော့ဗျာဒီရှိုးပွဲကိုသွားတယ်ဆိုပြီးတော့ဓာတ်ပုံတင်ထားလို့ဆိုပြီးတော့အဲ့ဓာတ်ပုံကြီးကို cross လုပ်ပြီးတော့မှIC ပွဲသွားလို့ဆိုပြီးအဲ့လိုတင်တယ်ဆိုတော့ဒါကြတော့ personal attack ဖြစ်သွားပြီဗျာနော်ဆိုတော့အဲ့ဒါတွေကသေချာစဉ်းစားဖို့လိုတယ်သေချာစဉ်းစားဖို့လိုတယ်ဆိုတာမှလည်းအဲ့ဒီ page တွေထောင်လာတာလဲခင်ဗျားတို့တပိတ် comedy တွေအလုံးမလုပ်လို့ခင်ဗျားတို့ NUG အလုံးမလုပ်လို့ဆိုတော့အဲ့ဒါတွေပြောမယ်ဆိုလို့ရရှင်ပြောချင်စရာတွေကြီးပဲဆိုတော့ကျွန်တော်တို့ကဒီစံရင်းနာနာဖို့ကြကျွန်တော်တို့ချင်းမှာအဲ့လိုပြောမှရမယ်မပြောရင်ပြဿနာရှိတယ်အခုတော့ဒီအောက်ကုမ္ပဏီကဆိုရှင်ဒီကအလုံးလုံးနေတဲ့လူမလို့သူ့မှာပြောခွင့်ရှိတယ်ဆိုဖြစ်နေဒီအသိပညာကိုသိတဲ့လူကပြောခွင့်ရှိတယ်နော်ဆိုတော့အလုံးလုံးကသူ့အကြောင်းမပြောရဘူးဗျာဘာလို့လဲဆိုတော့တော်လိုင်းရေးမှာပါဝင်နေတော်ထဲမှာပဲနေတယ်ဆိုတော့ကျွန်တော်တို့လိုကောင်မျိုးတွေအခုပြောပြီဆိုလို့ရှိရင်ပြောကြတယ်ဆိုတော့ကျွန်တော်ဒီ social media ကျွန်တော် Facebook တွေပါတယ်မှာလဲတော့ personal attack တွေပါလုပ်တယ်ဗျာဆိုတော့ဘာမှမဆိုင်တဲ့ကိစ္စတွေနဲ့ကျွန်တော်တို့လာတိုက်ခဲ့ကျွန်တော်ဒါတွေကိုကျွန်တော်အများကြီးကျယ်တယ်ဘာမှမပြောနေတော့အဲ့လူတွေနဲ့တော့ဒါပေမဲ့ boycott လုပ်တယ်ဆိုတော့ကျွန်တော်တို့မှာထိရောက်ဖို့လိုတယ်ဥပဒေတစ်ခုထုတ်လို့ရှိရင်တရားဥပဒေစိုးမိုးဖို့လိုတယ်အဲ့ဥပဒေကိုလူတွေကလိုက်နာဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ရဲ့တော်လှန်ရေးအလုပ်ကျွန်တော်တို့လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ယင်ထဲမှာယုံကြည်ထားတဲ့အရာတွေအများကြီးရှိတယ်
ဒါကြီးကိုကျွန်တော်တို့ကငါယုံကြည်သလိုလိုက်ယုံကြည်ရမယ်ဆိုတော့အတင်းလုပ်လို့မရဘူးကျွန်တော်တို့လည်းခုကျွန်တော်မစားတင်တာမစားဘူးကျွန်တော်ခင်ဗျားတို့ဒီလက်ပြောရကျွန်တော်ကိုကာကိုလာကျွန်တော်မတောက်လုံးဝမတောက်เนาะအဲ့တော့မတောက်ပါနဲ့လို့စီယုံမယ်ဆိုလို့ရှိရင်အဲ့ဒါခင်ဗျားတို့မှနီးနာလို့တယ်ခင်ဗျားတို့လူတွေအများကြီးပါဝင်အောင်စူးစမ်းဖို့လိုတယ်ဒါကျွန်တော်မလုံနိုင်ဘူးကျွန်တော်မလုံနိုင်သေးဘူးဒါပေမဲ့ကုတ်ကိုအရင်ကတည်းကလုံသမားခွင့်ချိုးဖောက်လို့ကျွန်တော်မတောက်အခုပါလက်စတိုင်းရေးနဲ့ပတ်သက်လို့ပို့တော့မတောက်ဆိုတော့ကျွန်တော်၄အာလူကြောင့်ကျွန်တော်မစားဘူးကျွန်တော်ဘိုက်ကောရတယ်ဒါပေမဲ့ကျွန်တော်ရဲ့အနီးနားမှာဘိုက်ကောမလုံနိုင်တဲ့လူတွေရှိတယ်သူတို့မှာအကြောင်းမျိုးအကြောင်းပြချက်တွေရှိတယ်ဆိုတော့ဒီလူတွေဘိုက်ကောလောက်လာအောင်ကျွန်တော်ကစီယုံအောင်အဲ့တော့ဒီ၄ကိုဘိုက်ကောမလုပ်လို့ကိုကာကိုလာကိုဘိုက်ကောမလုပ်လို့ကျွန်တော်တို့ရန်သူလို့ကျွန်တော်တတ်မှတ်လို့မရဘူးဆိုတော့ဒါတွေကကျွန်တော်တို့သိထားဖို့လိုတယ်ဘိုက်ကောကဖွာကျဲနေလို့မရအောင်ပြန့်နေလို့မရအောင်အဲ့တော့ကျွန်တော်တို့စီးစနစ်ကြကြဘယ်ကိစ္စကိုဘလို့အောင်မြင်အောင်ဘိုက်ကောလုပ်မယ်ဘလို့လုပ်ကြမလဲဆိုတော့အခုကျွန်တော်တို့သိရသွေးစွန်းငွေဖြတ်တောက်ရေးတို့ပါတော့ဒါမျိုးတွေကြိုးစားကြတယ်ကျွန်တော်တို့ကလုံးမယ်ဆိုရင်တိကျပြတ်သားခိုင်မာတဲ့ plan နဲ့တေချာကျွန်တော်တို့လုပ်ကြဖို့လိုတယ်စီယုံရင်လည်းလုပ်ရမယ်စီယုံမယ်လှုပ်တော်မယ်ပညာပေးမယ်နော်ပညာပေးဆို educate လုပ်တယ်ဆိုတာကျွန်တော်မသိသေးတဲ့လူကိုသိအောင်လုပ်ရအဲ့ဒီမှာကိုကမသိသေးတဲ့လူကိုသိအောင်လုပ်ဖို့ဆိုရင်သူတို့မှလည်းကျွန်တော်တို့မသိတာတွေကိုသူတို့သိနေတာရှိအဲ့လူတွေရှိကနေပြန်ပြီးသင်ယူရမယ်ဒါမျိုးတွေလုပ်ရမှာဆိုတော့ကျွန်တော်တို့ boycott ကိုတေချာစဉ်းစားဖို့လိုပါပြီဆိုတော့ခုနကဒီအောက်ကုမ္ပဏီကတယောက်တင်ထားတဲ့ဗီဒီယိုပေါ့ဗျာเนาะဆိုတော့ဒီဗီဒီယိုကဟိုဒါသူပြောတင်ပြောထိုက်လို့ပြောတာအဲ့တော့ဒီဟာလေးကိုကြည့်ပြီးတော့လည်းကျွန်တော် boycott ကိစ္စနဲ့ပတ်သက်ပြီးပြောတာကျွန်တော်စူးစမ်းနေပါတယ်ကျွန်တော်ဒီတပိတ်ကော်မတီကလူတွေနဲ့လည်းဒါနဲ့ပတ်သက်လို့သူတို့ဘလောက်အကျွမ်းဝင်ဖြစ်လဲ boycott နဲ့ပတ်သက်လို့ဘယ်လိုစဉ်းစားလဲဆိုတာကျွန်တော်မေးချင်ပါတယ်ပြောချင်ပါတယ်ဆိုတော့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဆက်သွယ်ပြီးဒီလူတွေနဲ့ကျွန်တော်စကားပြောပါမယ်ဆိုတော့ boycott ကိုကျွန်တော်တို့တိကျပြတ်ပြတ်သားသားနဲ့ကျွန်တော်လှုပ်ဖို့လုပ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ကစံရင်းနာနာဖွက်တာပါကျွန်တော်တော်လိုင်းရေးကိုကျွန်တော်နှောက်ယှက်ပေးတာမဟုတ်ပါဘူးတော်လိုင်းရေးကိုဒီရက်ပို့ကောင်းမွန်အောင်ကျွန်တော်တို့စူးစမ်းခြင်းနဲ့သဘောဆန္ဒပါဆိုတော့အားလုံးပဲကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေတော်လိုင်းရဲဘော်ရက်တွေရဲဘက်တွေအောင်ပွဲဆက်ဆက်ခံနိုင်ကြပါစေမိသားစုနဲ့ကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းပြန်လဲမြန်မြန်ပြန်လဲစုံတွေ့နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးရင်းနဲ့ကျွန်တော်နှုတ်ခွန်းဆက်တာပါအားလုံးကျေးဇူးများကြီးတင်ပါတယ်ဗျာ